Hello， 大家好，我是严老师。老师တို့တချို့စကားပြောတွေကစာအုပ်ထဲတွေမှာမရှိကြဘူးပေါ့နော်။老师တို့အပြင်လက်ရှိမှာကိုယ့်အကိုပြန်အသုံးချပြီးတော့မှတွေ့ရတဲ့စကားလုံးလေးတွေပေါ့။အဲ့တော့ကဒီနေ့လာပြီး sharing လုပ်ပေးတော့မှာကစာအုပ်ထဲတွေမှာမရှိတဲ့စကားလုံးလေးနှလုံးပေါ့။ဘာလဲဆိုရင်အလုံးလုံးတဲ့သူတွေအတွက်သိထားသင့်တယ်လို့ထင်ပါတယ်။ဘယ်စလုံးလေးလဲဆိုရင်ပုတ်ပြက်ဆိုတဲ့စလုံးလေးပါ။ပုတ်ပြက်ဆိုတာကဘာလဲ။ပုတ်ပြက်ဆိုတာကလို့ရှိလို့အလုံးလုံးတဲ့ခါကျရင်ပုတ်ပြက်ယူပြီးလောက်ရတဲ့အလုပ်တွေအဲ့လိုပုံစံမျိုးပြီးတော့အချိန်တိုအတွင်းပေါ့နော်တနေ့တာဆိုတနေ့တာလောက်ရတဲ့အလုပ်အဲ့လိုမျိုးတွေကိုပုတ်ပြက်လို့ခေါ်တာအဲ့ဒါကိုတရုတ်လိုကြတော့日工ပုတ်ပြက်或者多么好临时工လို့လည်းသုံးပါတယ်临时工ပုတ်ပြက်တနည်းအားဖြင့်日工ပုတ်ပြက်အဲ့ဒါမျိုးကိုသုံးတာဖြစ်ပါတယ်ဒီလိုစလုံးလေးတွေကကြတော့ကိုလက်ရှိမှာရှာဖွေရတာပေါ့နော်စာအုပ်ထဲတွေမှာတော့မရှိပါဘူးအားလုံးပဲဆင်ပြေကြပါစေဘိုင်ဘိုင်